မိုးရှယ်လို့ရတော့ဒီတဲ့ Hello မင်္ဂလာပါရှင်ဒီနေ့လဲကျမနဲ့ကျမတငယ်ချင်းနဲ့နေကင်း12နာရီထိုးကြီးရုပ်ရှင်သွားကြည့်ထားတဲ့ vlog လေးပါပေါ့နော်အဲ့ဒါကတော့အဲ့ဒီကတော့ညီမကြီးအများကြီးလဲရုပ်ရှင်မှာတွေ့ခဲ့ပါတယ်ဘာကားလဲဆိုတော့ What Happened to the Wolf ပိုင်ဖြိုးသူနဲ့အင်ဒရာကျော်စင်နဲ့ရိုက်ထားတဲ့ကားလေးတော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ရှင်အနောက်မှာလဲဇဝင်တေးလေးတွေကျမထည့်ထားပေးပါတယ်တုံးထားတဲ့ဇဝင်တေးတွေအားစကျမရဲ့လုံးဝ favorite ပါပြီးတော့အဲ့ဒီကကျမတို့ McDonald စားဖို့လုပ်ပြင်မယ် McDonald တိတ်ဆိတ်တိုင်းမကြလို့ KFC ပဲစားခဲ့ပါတယ်ပြီးတော့လေထိုင်းနိုင်ငံကထူးဆန်းတာတစ်ခုကကြတော့စီနီမာတွေဟာအမြင်စားတော့ယူလို့ရတယ်ပေါ့နော်ကျမမြန်မာပြည်မှာတော့ဆိုရှင်စုလေရလေဘယ်ဟိုအောင်ပဲသွားဘာစီနီမာကိုပဲသွားဘာမှယူလို့မရဘူးသူတို့ကြတော့ဒီမှာကျတော့ကျမတို့ KFC ယူသွားတာဘာမှမပြောဘူးအေးဆေးပဲဆိုတော့နည်းနည်းတော့ထူးဆန်းနေပေါ့နော်ဆက်ကြည့်ပေးကြပါအောင်နော်အနောက်မှာဇဝင်တေးလေးရှိပါတယ်ရုပ်ပြရဲ့လမ်းမှာဟောဒီလိုပဲသွားခဲ့ကြချာချာရိကထဲမှာငါအိမ်မက်ကိုထဲပြီးမတရားကိုလိုက်ရှာအောင်မဲ့ဆက်ချင်မဲ့တွေညာပြီးရင်နေဖြစ်ပဲဒါပဲဒီတာကိုယူသွင်းရင်ငါ我啊悲伤啊，这要切我技能，生意无你太阳啦，明天要过的给吃着。ကဲအခုကတော့ရုပ်ရှင်ကြည့်ပြီးလို့ကျမတို့အိမ်ပြန်ဖို့လုပ်ပါတယ်အဲ့ဒီချိန်မှာပဲကျမမုတ်သေးတိုင်းတွေ့ရောဟိုချီတီချီနဲ့အဲ့ဒီကချောကလက်ပါမုတ်ကိုတွေ့ရောမရဘူးအရန်စားခြင်းနဲ့ဆိုပြီးတော့ချောကလက်ပါမုတ်နဲ့ဆော့ဆေးပါမုတ်နှစ်ခုကိုကျမဝယ်လာခဲ့ပါတယ်ကိုကလေအဲ့လောက်ထိဝယ်ပြီးတာမှဟိုတီရှောက်ကျင်းနဲ့ကျမရဲ့စိတ်ထဲမှာမြန်မာသမင်းဟင်းမဲစားခြင်းနဲ့မြန်မာသမင်းမဲစားခြင်းနဲ့ဆိုတာနဲ့တငယ်ချင်းနဲ့အိမ်ပြန်လမ်းမှာပတောင်မှာရှိတယ်ဘာမီတေးစ်မှာပေါ့နော်ဝင်ပြီးတော့မြန်မာသမင်းဟင်းဝယ်ပို့ကြည့်တယ်ပေါ့အဲ့ဒါနဲ့ဗာတွေးခဲ့လဲဗာရခဲ့လဲဆိုတော့ဓာတ်ပေါက်ရခဲ့ပါတယ်အဲ့တော့ကျမဓာတ်ပေါက်ဝယ်ခဲ့ပါတယ်အိမ်ရောက်တော့ဓာတ်ပေါက်စားလိုက်ပါတယ်ပြီးတော့ဝယ်လာတဲ့ချောကလက်ပေါင်ကိုလည်းစားပြီးတော့အိတ်လိုက်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တာယာတော့နေ့တစ်နေ့လေးဖြစ်ပါစေရှင်